ဒါဆိုရင်အရင်ဆုံး line command ကိုလေ့လာရအောင် line ဆွဲချင်ရင် draw ဆိုတဲ့ toolbar ရှိတယ်ဒီ draw ဆိုတဲ့ toolbar ထဲမှာလည်းline ဆိုပြီးတော့ယူပြီးတော့ဒီမှာ click ချမယ်ဆွဲလို့ရတယ်ဒါမှဒီ toolbars ကမပေါ်ခဲ့ဘူးဆိုရင်လွတ်တဲ့နေရာမှာ right click AutoCAD ဆိုပြီးတော့အမှ draw toolbar ဆိုတာရှိတယ်သူ့ခေါ်လို့ရတယ်မလိုချင်ဘူးဆိုရင်လည်းပြန်ပိတ်ထားလို့ရတယ်ဒီလို select တစ်ချက်မှတ်လိုက်ရင်ပြန်ပိတ်သွားမယ်သူ့ယူမယ်ဆိုရင်လည်း AutoCAD ထဲမှာ draw toolbar ကိုယူလို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ဒီ toolbar ထဲကသုံးမယ်ဆိုရင်ပို့ပြီးတော့ကြာတယ်ဘာလို့လဲဆိုရင်ဒီမှာယူလိုက်ဆွဲတယ်ပြီးရင်ပြန်ထွက်တယ်ပြီးရင်ပြန်ယူတယ်ပြန်ဆွဲတယ်အဲ့ဒါကြောင့်ကြာတဲ့အတွက်ကြောင့် shortcut key ပဲသုံးမယ်ဒါဆိုရင် shortcut key ကတလုံးပဲအောက်မှာ ရိုက်ပြီးတော့ enter ခေါက်လိုက်မယ် enter ခေါက်မယ်ဆိုရင်လောလောဆယ်မဆွဲခင်မှာဒီ AutoCAD မှာအသုံးများဆုံး key တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင် enter ကအသုံးများဆုံးပဲဒါဆိုရင်ကြည့်ကြည့်အောင် enter ဆိုတာဘာပြောလဲဆိုရင်ဥပမာ L လို့ရိုက်လိုက်တယ် L လို့ရိုက်မယ် enter လို့ခောက်မယ်ခါမှာခောက်လို့ရတာနှစ်မျိုးရှိတယ်ဒီနေရာကိုကြည့်ချင်အပြင်ပုံမှန်တော့ enter ဆိုရင်ဒါကို enter လို့ခေါ်တာပေါ့ဒါပေမဲ့ AutoCAD မှာ enter နေရာမှာ space bar လည်းသုံးလို့ရတယ်ဘာလို့လဲဆိုရင်ဒီ space bar ကပို့ပြီးတော့မြန်တယ်ဒီ enter ထက်ဒီ enter ကတော့နည်းနည်းပိုဝေးသွားတယ်ဘာလို့လဲဆိုရင်ထုံးစံအဖြစ်ပုံဆွဲတဲ့ခါကျရင်ပယ်လက်က keyboard ကိုတင်ထားပြီးတော့ညာလက်က mouse ကိုပဲကိုင်တယ်ဒါဆိုရင် comment ရိုက်တဲ့ခါကျရင် space bar ဆိုရင်လက်မနဲ့ပုတ်လိုက်မယ်ဆိုရင်တခါတည်းအလုပ်ပြီးရတဲ့အတွက်ကြောင့် enter လို့ပြောမယ်ဆိုရင်ဒီ enter ကိုမသုံးမယ်နဲ့ဒီ space bar ကိုသုံးရင်တော့ပိုအဆင်ပြေတယ်ဒါဆိုရင် comment ဆက်ပြောရအောင် shortcut key က enter enter ဆိုရင်အရင်ဆုံး AutoCAD စသုံးမယ်ဆိုရင်ကိုကဒီ comment ကိုမသိသေးဘူးဆိုရင်ဒီ comment box မှာတက်ကြည့်ရအောင်သူဘာပြောလဲဆိုရင် specify first point specify the first point ဆိုရင်အရင်ဆုံး click ချမယ်နောက်တစ်ခါ specify next point ဆိုတဲ့အတိုင်းနောက်ထပ် point တစ်ခုကို click တစ်ချက်ချမယ်အမှ specify the next point ဆိုတဲ့အတိုင်းနောက်ထပ် point တစ်ခုကို click ချလို့ရတယ်ဒီချိန်မှာ undo ဆိုတာရှိတယ်နော် undo ဆိုတာလောဆယ်မကြည့်သေးဘူးနောက်ထပ် point တစ်ခုတစ်ချက် click ချလိုက်မယ်ဒီခါမှာ close ဆိုတာတစ်ခုပေါ်လာတယ်ဘာကြောင့်လဲဆိုတော့ဥပမာအာနာသုံးနာရှိမှဆိုရင်ပိတ်လို့ရတယ်ဆိုတဲ့သဘောပဲဒါဆိုရင် close ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာတစ်ချက်ပိတ်သွားမယ်ဒါဆိုရင်နောက်တစ်ခုရှိတာကဥပမာကိုက comment နဲ့ဝင်လိုက်တယ်ပြီးတော့ enter လို့ဝင်လိုက်တယ်ဒါဆိုရင် first point ကို click ချတယ်နောက်တစ်ခါ next point ကို click ချတယ်ဒီခါမှာ comment ကိုပြန်ထွက်ချင် enter ပြန်ခောက်လိုက်ရင်လည်းထွက်တယ် enter လို့နှိပ်လိုက်မယ် enter ဆိုတော့လည်း space bar ပဲသူ့နှိပ်လိုက်ရင်လည်း comment ကပြန်ထွက်သွားတယ်နောက်တစ်ခါပြန်ဝင်ချင်တယ်ဆိုရင် enter ထပ်ခောက်လိုက်လို့ရတယ်ဘာလို့လဲဆိုရင်နောက်ဆုံးအသုံးပြုခဲ့တဲ့ comment တွေပြန်သုံးချင်တကူးတက enter ဆိုပြီးတော့ရိုက်နေစရာမလိုဘူးenter ဆိုလို့ရိုက်လို့လည်းရတယ်ပြီးလောလောဆယ် click တစ်ချက်ချမယ် comment ထွက်လိုက်မယ်နောက်တစ်ခါထပ်သုံးချင် enter ခောက်လိုက်မယ်ဆိုရင်နောက်ဆုံးအသုံးပြုခဲ့တဲ့ comment ပြန်ဝင်တယ်ဒါဆိုရင်တော့တခါနဲ့ပုံဆွဲလို့ရတယ်ပြန်ထွက်ချင် enter ခောက်လို့ရတယ်ဒါမှမဟုတ် escape နဲ့လည်းထွက်လို့ရတယ်ဒါဆိုရင် line command ဆက်မသွားခင်မှာလောလောဆယ်ဥပမာပုံတွေဆွဲထားမယ်ဆိုရင်ယာယီဖြတ်တဲ့ command တွေပြောပြမယ်သူစီမှာလည်းဖြတ်ချင်ရင်လည်းerase ဆိုတဲ့ command တက်ရှိတယ်ဒါပေမဲ့နောက်ပိုင်း erase ဆိုတဲ့ command အသေးစိတ်ပြောရမယ်လောလောဆယ်ယာယီဖြတ်ချင်ကိုဖြတ်ချင်တဲ့ object ကို select မှတ်လိုက်လို့ရတယ်ဒါဆိုရင်တစ်ချက်ပေါ်သူ့ပေါ်ကာစာလေးဝဲပြီးတော့ select မှတ်လိုက်မယ်ဆိုရင် object မှာ selection ဝင်သွားတယ်ဖြတ်ချင် delete key ကိုနှိပ်လိုက်လို့ရတယ်နော်ပြီးမှအကျယ်သွင်းဒီ erase ဆိုတဲ့ key ကိုပြောပြမယ်လောလောဆယ်ဒီ delete key ကိုနှိပ်လိုက်ရင်လည်းပြတ်တယ်ဒါဆိုရင် delete key ကိုတစ်ချက်နှိပ်လိုက်ရင်ကိုဆွဲထားတဲ့ပုံလေးဘာလဲကိုမကြိုက်တဲ့ဟာ selection မှတ်ထားတယ်ပြတ်သွားလိမ့်မယ်နောက်တစ်ခုပုံတွေကိုဟိုဘက်ရွှေ့ဒီဘက်ရွှေ့ချင်တယ်အခုလိုမျိုးရွှေ့ချင်တယ်ဆိုရင်လောလောဆယ်ဒီ wheel ကိုဖိလိုက် wheel ကိုဖိတယ်ဆိုရင်ဘာလဲ wheel ကိုဖိထားပြီးတော့ကိုလိုချင်တဲ့ဘက်ကိုရွှေ့ထုတ်လို့ရတယ်ဒါကလည်း pan command ပဲပေါ့နော်ပြီးမှလည်းဒီ pan command ကိုပြန်ရှင်းပြမယ်လောလောဆယ်ယာယီအနေနဲ့ပုံတွေကိုဟိုရွှေ့ချင်ဒီ wheel လေးကိုဖိပြီးတော့ရွှေ့လို့ရတယ်နော် mouse မှာ wheel တွေပါတယ်နော် wheel ကိုဖိပြီးတော့လည်းရွှေ့လို့ရတယ်လို့ဒီပုံတွေကိုဥပမာချုပ်လိုက်ချဲ့လိုက်လုပ်ချင်ရင်လည်းဒီ wheel လေးကိုပဲအရှိကိုသုံးလိုက်ရင်ပုံတွေကချဲ့လိုက်တယ်အနောက်ကို wheel လေးကိုဖိဘယ်လိုပြောမလဲဖိ wheel ကိုသုံးပြီးတော့
ပြန်ဆုပ်လိုက်မှစဉ်ရှေ့တိုးနောက်ဆုပ်လုပ်လိုက်မှစဉ်ပုံတွေကချုပ်လိုက်ချဲလိုက်လုပ်လို့ရတယ်ပုံတွေရွှေ့ချင်ရင်လည်းဝီးကိုဖိပြီးတော့ဟိုဘက်ဒီဘက်ရွှေ့လို့ရတယ်နောက်တစ်ခုအနေနဲ့ကဥပမာဒီပုံတွေကိုကိုကချုပ်လိုက်တယ်ဒါမှမဟုတ်ချဲလိုက်သည်ဖြစ်စေချုပ်လိုက်သည်ဖြစ်စေပုံတွေကရှာမတွေ့တော့ဘယ်ရောက်မှမသိဘူးအဲ့လိုမျိုးအခြေအနေမျိုးဆိုရင်ဒီဝီးကိုပဲနှစ်ချက်ဖိလိုက်နှစ်ချက်ဖိမို့ double click လိုမျိုးပဲနှစ်ချက်မြန်မြန် click နှိပ်လိုက်မယ်ဆိုရင်ကိုပုံတွေအားလုံးကပြန်ပေါ်လာလိမ့်မယ်ဥပမာပုံတွေကိုကိုချုပ်လိုက်တယ်ပြန်ချုပ်တဲ့အခါမှာတခါကျရင်ရှာမတွေ့တာလည်းဖြစ်တဲ့ပုံတွေကဒါဆိုရင်ဝီးကိုနှစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒါဆိုရင်ကိုဆွဲထားတဲ့ပုံတွေ screen အပြည့်ပြန်ပြီးတော့ပေါ်လာလိမ့်မယ်เนาะဒါကတော့ zoom extend ပေါ့เนาะပြီးမှzoom command ကိုအသေးစိတ်ပြန်ပြောရမယ်ဒါကတော့ယာယီနေတဲ့ပုံတွေကိုဘလို့မမြင်ရဘူးဆိုရင်လည်းကြည့်လို့ရတယ်ကို zoom နဲ့ချုပ်ချဲလို့ရတယ်ဒါကဝီးလေးကိုကစားရုံပဲပုံပြောက်သွားရင် double click နဲ့နှိပ်ပြီးတော့ပုံတွေကိုပြန်ခေါ်လို့ရတယ်ရွှေ့ချင်ဖိပြီးတော့ဟိုဘက်ရွှေ့ဒီဘက်ရွှေ့လို့ရတယ်ဒါဆိုရင်အခု line command ကိုပြန်ဆက်ရအောင်ဒါဆိုရင်နည်းနည်းလေး screen ကိုပြန်ချုပ်လိုက်မယ်ထပ်ဆွဲလို့ရတယ်ဝီးလေးနဲ့ဖိမယ်ဘေးကိုရွှေ့ပြီးတော့ line command ထပ်ဆန်းကြည့်အောင်ဒါဆိုရင်ခုနကပြောတဲ့အတိုင်းပဲ error enter ဆိုပြီးတော့ specify the first point အခု first point ဆိုတာ click ချလိုက်ရင် point ပေါ်လာလိမ့်မယ်เนาะ line ပေါ်လာလိမ့်မယ် second point ဒါဆိုရင်နောက်ထပ် click တစ်ချက်ချမယ် next point ဆိုပြီးတော့ close ဆိုရင်ကိုစထားတဲ့အမှတ်ကနေပြန်ပိတ်သွားမယ်ဒါမှမဟုတ်ရင်ကိုဆွဲထားတဲ့ line ကမှားနေတယ်ဆိုရင်ဒီမှာ undo ရှိတယ်သူ့တစ်ချက် click ချလိုက်မယ်ဆိုရင်နောက်တစ်ချိန်ပြန်ဆုပ်သွားတယ်ဒါဆိုရင် undo ထပ်နှိပ်လိုက်မယ်ဆိုရင်လည်းနောက်တစ်ချိန်ပြန်ဆုပ်သွားမယ် undo ထပ်နှိပ်လိုက်မယ်ဆိုရင် line မဆွဲတဲ့အချိန်นี้ပြန်ရောက်သွားမယ်ဒါဆိုရင်တော့ specify the first point ဆိုပြီးတော့ line စဆွဲလို့ရတယ်ပြန်ထွက်ချင် enter ခောက်လိုက်မယ် command ပြန်ထွက်သွားမယ်နောက်တစ်ခုသတိထားမှာတစ်ခုရှိတာကဥပမာ line ဆိုတဲ့ command နဲ့ဝင်လိုက်တယ်ဝင်လိုက်တဲ့ချိန်မှာတစ်ခုသိထားမှာကဒီထဲမှာ command တွေဘာမှဝင်လို့မရဘူးဥပမာ line command ဝင်ပြီးတော့ကိုကဒီလက်လွန်ပြီးတော့ command ထပ်ဝင်လိုက်တယ် command တစ်ခုဝင်သွားတယ်ဒီ line တွေကိုဒါဆိုရင် click ချတဲ့ချိန်မှာ line ဆိုတော့ command ထွက်မှာမဟုတ်ဘလို့ပဲ click ချပြီးဆွဲ line မထွက်လာဘူးဒါဆိုရင်တော့ပြန်စစ်ကြည့်လိုက်ဒီထဲမှာ command တစ်ခုခုဝင်နေတယ်ဒါဆိုရင်ဒီမှာ click ချပြီးတော့ကိုက back space နဲ့လည်းပြန်လုပ်လို့ရတယ်အဲ့ဒါမှ click တက်ချမယ်ဆိုရင် line command ပြန်ရတယ်ဒါမှမဟုတ်ရင်ဥပမာ line command ဝင်ပြီးတော့ကိုက command ထပ်နှိပ်လိုက်ပြီး line မရဘူးဆိုရင်လည်း escape နဲ့ပြန်ထွက်လို့ရတယ် command တွေမှားသွားရင် escape နဲ့ပြန်ထွက်လို့ရတယ်ဥပမာကိုရိုက်ထားတဲ့ line မဟုတ်ဘဲနဲ့ command တွေရှောက်ဝင်နေရင်လည်း escape နဲ့နှိပ်ပြီးတော့လည်းထွက်လို့ရတယ်ဒါဆိုရင် command တွေကြည့်လိုက်ရင်လုံးဝရှင်းနေရမယ်အဲ့တော့မှကိုလိုချင်တဲ့ command ကိုရိုက်မယ်enter ဆိုပြီးတော့ဒီလို first point second point ဒါဆိုရင်တော့ third point ဆိုရင် close ဆိုတာပေါ်လာတယ်ဒါဆိုရင် close ကိုတစ်ချက်နှိပ်လိုက်လို့ရတယ် close ကိုမနှိပ်ချင်ဘူးဆိုရင်လည်းကိုလိုတဲ့လောက်ကိုထပ်ပြီးတော့ဆွဲရလို့ရတယ်သူစီမှာက next point တွေကိုကြိုက်တဲ့လောက်ကိုနှိပ်လို့ရတယ်ဒါဆိုရင်တော့ close ကိုသွားနှိပ်မယ်ဆိုရင် close ကိုမနှိပ်ချင်လည်း C သူ့ရဲ့ဒီ highlight လေးလုပ်ထား C ကို highlight လုပ်ထားတယ်ဒါဆိုရင် C ဆိုပြီးတော့ enter ခောက်လိုက်မယ်ဆိုရင်ခုနကကိုစထားတဲ့အမှတ်ကနေပြန်ပိတ်သွားလိမ့်မယ်ဒါဆိုရင်တော့ comment ပြန်သွားမယ် enter click ချမယ်ဒီတစ်ခါ comment ကိုတစ်ချက်ထွက်လိုက်တယ် comment ကိုထွက်ပြီးတော့နောက်တစ်ခါထပ်ဆွဲမယ် enter ထပ်ခောက်လိုက်မယ် repeated command လို့ပြောတာကိုသုံးထားတဲ့နောက်ဆုံး command တွေကိုထပ်သုံးခြင်း enter ခောက်လိုက်ရပြီဒါဆိုရင်ဒီနေရာမှာဆက်ပြီးတော့ line ပြန်ဆွဲတယ်တစ် point နှစ် point ဆိုပြီးတော့ဒီချိန်မှာ close ပေါ်လာတယ်အဲ့ချိန်မှာ C enter လို့တော့နှိပ်လိုက်မယ်ဆိုရင်ဒီနေရာမှာလာပိတ်မှာမဟုတ်ဘူးဘာလို့လဲဆိုရင်ကိုကဒီ line တစ် line ဆွဲပြီးတော့ထွက်ပြီးတော့နောက်ခါဒီကနေစဆွဲတဲ့တော့ကြောင့်ဒီစမှတ်ကနေပြန်ပြီးတော့ပိတ်သွားတယ်ဒါဆိုရင်အခုဆွဲထားတဲ့ line တွေကအသက်ဖြစ်မှာမဟုတ်ဘူးတကယ်ကြီးကိုက line ဆွဲခြင်းနဲ့ line ကလုံးဝ XY အတိုင်းပဲတောင်းမှန်ချခြင်းနဲ့လုံးဝအသက်ဖြစ်ခြင်းနဲ့ဆိုရင်ဒီ comment ထဲမှာ enter လို့နှိပ်မယ်ပြီးအခု line ဆွဲမယ်ဆိုရင်ဘလို့မှတဲ့မှာမဟုတ်ဘူးအဲ့လိုတဲ့လေးဆွဲခြင်းနဲ့ဥပမာ line လုံးဝမြင့်ဖြောက်တိုင်းဆွဲခြင်းရင်ဒီမှာ auto ဆိုတာရှိတယ် auto move မှာသူ့ရဲ့ shortcut key က F8 ဒါဆိုရင်တော့ဒီနေရာမှာ click ချလို့ရတယ်လို့ကိုကဒီနေရာမှာဖွင့်ပိတ်လည်းလုပ်လို့ရတယ်ဥပမာဒီနေရာလည်း click ချပြီးပြန်ပိတ်လို့ရတယ်ဒါမှမဟုတ်ရင် F8 ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုရင်ဒါဆိုရင် auto move ကဝင်သွားတယ်ဒါဆိုရင်ကိုက line ဆွဲမှာဆိုရင် first click second click ဒါဆိုရင်တော့ဒီ line ကလုံးဝတောင်းမှန်ကြတယ်အဆောင်ဆွဲလို့ရမှာမဟုတ်ဘူးသူကဘယ်လိုပဲသွားလဲဆိုရင် line က XY ပဲသွားတယ်ဒီလိုမျိုးအဆောင်ဆွဲချင်ရင် auto ပြန်ပိတ်ရမယ် auto ကိုပြန်ပိတ်မှ line တွေကကိုလိုတို့အဆောင်ဆွဲလို့ရတယ်
ဒါဆိုရင်တော့ auto ဆွဲခြင်းနဲ့ဒါဆိုရင်တော့ line ကိုလုံးဝအတိုင်း xy အတိုင်းပဲဆွဲခြင်း auto မှုကိုဖွင့်လိုက်မယ်ဒါဆိုရင်အရင်ကဆွဲခဲ့တဲ့ line တွေအားလုံးကအတိုင်းတာမပါဘူးဒါဆိုရင်အတိုင်းတာပါတဲ့ line တွေကြောင့်ဆွဲခြင်းunder အရင်ဆုံး specify the first point ဒါဆိုရင် first point ကို click ချလိုက်ဒါဆိုရင် first point ကို click ချပြီးရင်ကိုက file လောက်ရှိတဲ့ line တစ်ကြောင်းဆွဲခြင်းရင်ဒါဆိုရင် direction ကိုပြမယ်ကိုကဒီဘက် channel ကိုဆွဲခြင်းဒီဘက် channel ညာဘက် channel ကို direction ပြမယ်ဒါမှမဟုတ်ရင်ဟိုဘက် channel ဆွဲခြင်းဘယ်ဘက် channel ကို direction ပြမယ်ကိုဆွဲခြင်းတဲ့ဘက်ကို direction ပြပြီးတော့အတိုင်းအတာတစ်ခုရိုက်ပြီးမယ်ဒါဆိုရင် file လောက်ရှိတဲ့ line တစ်ကြောင်းဆွဲခြင်း file တန်ဖိုးရိုက်မယ်ပြီး enter ခေါက်လိုက်ရင်ဒီ line က file လောက်ရှိတဲ့ line ကြောင်းရသွားမယ်ဒါဆိုရင်အပေါ်ပြန်ဆွဲခြင်းအပေါ် direction ပြမယ်ဒါဆိုရင် file လို့ရိုက်လိုက်မယ်ဒါဆိုရင် file လို့ရိုက်လိုက်မယ်ဆိုရင်ဒီ line က file လောက်ရှိတဲ့ line ကြောင်းထွက်လာမယ်ဒီဘက် channel ဆွဲခြင်းလည်းဒီဘက် channel direction ပြမယ် file လို့ရိုက်မယ်ဒါဆိုရင် file လောက်ရှိမယ် line ကြောင်းထွက်လာမယ်ဒီဘက် channel ကိုလည်းအဲ့ဒီတိုင်းပဲဆွဲလို့ရတယ်လို့ဒါဆိုရင်တော့ C under ဆိုပြီးတော့လည်းနှိပ်လို့ရတယ်เนาะ C under ကိုနှိပ်လိုက်ရင်ကိုစတဲ့အမှတ်ကနေ line ကပြန်ပိတ်သွားလိမ့်မယ်ခုနအပိတ်ဆိုတာ C under ပေါ်ဖို့ဆိုတာအနည်းဆုံးအနာနှစ်နာဆွဲမှာ close ဆိုတာပေါ်တယ်နောက်တစ်ခါline ဆွဲမစင်လဲခုနလိုပဲunder လို့ပဲမယ်အရင်ဆုံး first point ကို click ချမယ်ဒီတစ်ခါဒီဘက် channel direction ပြပြီးတော့ကိုက -5 လို့ရိုက်လိုက်မယ်-5 လို့ရိုက်လိုက်မယ်ဆိုရင်ဒီ line ကသူ့ရဲ့ opposite direction ကိုသွားမယ်ဒါဆိုရင်အပေါ် direction ပြမယ်ကိုက -5 လို့ရိုက်မယ်-5 လို့ရိုက်လိုက်မယ်ဆိုရင်သူ့ရဲ့ opposite direction ဖြစ်တဲ့ဒီအောက်ဘက်ကိုဆင်းသွားမယ်အဓိကကို direction ပြတဲ့ဘက်ကိုပဲအပေါင်းလက္ခဏာရိုက်မယ်ဆိုရင်သူ direction ပြတဲ့အတိုင်းပဲသွားမယ်အကိကို direction ပြတဲ့အတိုင်းကို direction ကဒီဘက် channel ပြထားပြီးတော့ကိုအနှုတ်ရိုက်ထားမယ်ဆိုရင် minus sign နဲ့ပေးထားမယ်ဆိုရင်သူ opposite direction ကိုပြန်သွားတယ်အခုဆိုရင် C under ဆိုပြီးတော့လည်းပိတ်လို့ရလို့ဒါမှမဟုတ်ရင်အပေါ် direction ပြပြီးတော့ file လို့ရိုက်လို့ရတယ်ဒါမှမဟုတ်ရင်ကိုကဒီဘက် direction ပြပြီးတော့ -5 လို့ရိုက်မယ်ဆိုရင် line ကသူ့ရဲ့ opposite direction မှာတွားပြီးတော့ထွက်သွားမယ် line ကဒါဆိုရင် line command ကတည်ပြီးဆိုရင်အခုဆွဲထားတဲ့ပုံတွေကိုတိမ့်မယ်ဆိုရင်လောလောဆယ်ကိုပုံကပထမဦးဆုံးပုံတစ်ပုံဆိုရင်ဒီ file ထဲမှာ save နဲ့ save as ဆိုတာရှိတယ် save နဲ့ save as ရှိတယ်ပထမဦးဆုံးပုံစဉ်ကြိုက်တာတင်လို့ရတယ် save မှာလည်းတင်လို့ရတယ် save as ဆိုတဲ့လည်းတင်လို့ရတယ်သူ့ရဲ့ shortcut key က control s save က control plus s ဒါဆို control ရဲ့ shift ရဲ့ s ရဲ့နှိပ်ရဒါဆိုရင်တော့တွဲနှိပ်တော့ရတာပေါ့ဒါဆိုရင်ပထမဦးဆုံးပုံတစ်ပုံဖြစ်တဲ့အတွက်ကြောင့်ကြိုက်တာတင်လို့ရတယ်ဒါဆို save ဆိုပြီးတော့တင်လိုက်တယ်တင်လိုက်တဲ့အခါမှာထုံးစံတိုင်းသူက file location ကိုတောင်းတယ်ကိုကပုံတစ်ပုံကိုမသိမ်းခင်မှာတွေးတဲ့နေရာမှာ save မလုပ်ဘူးအကိတွေးတဲ့နေရာမှာ save လုပ်လိုက်မယ်ဆိုရင်တခါနေကျရင်ကိုပုံပြန်ရှာတဲ့ခါကျရင်ရှာလို့မတွေ့ဘူးနေရာဘာမှသိမ်းတာမှမသိအဲဒါကြောင့်သိမ်းမှဆိုရင်ကိုနေရာတကြပေါ့ကိုတည်တဲ့ဒီ file location တစ်ခုကိုထားပြီးသိမ်းမယ်ဒါဆိုရင်လောလောဆယ်ဒါကစမ်းသပ်မှာဖြစ်တဲ့အတွက်ကြောင့် desktop မှာပဲသိမ်းမှဆိုရင် desktop ကိုတစ်ချက်တွားလိုက်မယ်အဲ့ desktop ထဲမှာကိုကနာမည်တစ်ခုပေးမယ်နာမည်ကိုလောလောဆယ်number 1လို့ပဲပေးလိုက်မယ်number 1လို့ပေးပြီးတော့မ save ခင်မှာတစ်ခုတတိထားမှာကကိုသိမ်းမဲ့ဒီ file ထဲမှာAutoCAD ရဲ့ extension က DWG ဖြစ်ရမယ် extension မှားပြီးတော့လည်းတိမ်လို့မရဘူးဒါဆိုရင်ဒီအောက်မှာ DWG ကိုတစ်ချက် click ချလိုက် click ချလိုက်မှဆိုရင်ဒီအောက်မှာDWD တို့ DWS တို့ဆိုတာရှိတယ်ဒါဆိုရင် DWD ဆိုတာဒီ AutoCAD template အနေနဲ့တိမ်လို့ရတယ် template creation ကိုပြီးတဲ့အခါမှာအသေးစိတ်ပြောပြမယ်လောလောဆယ် DWD စဉ် template file နောက်ပြီးတော့ DWG ဆိုတာဒီ AutoCAD ရဲ့ extension file နောက်ပြီးတော့ထပ်သိရမှာကကိုကသိမ်းခါနီးမှာဥပမာဒီကိုကဒီဆက်မှာ2018နဲ့သိမ်းလိုက်တယ်2018နဲ့သိမ်းလိုက်တဲ့ခါမှာကိုကနောက်ဆက်တစ်လုံးကိုပြန်ဖွင့်တဲ့ခါမှာကျရင်ဒီ AutoCAD ကိုရဲ့နောက်ဆက်တစ်လုံးရဲ့ဒီ version ကအနည်းဆုံး2018ဖြစ်ရမယ်အကယ်၍ကိုက2018နဲ့သိမ်းပြီးတော့ကိုဖွင့်မဲ့နောက်ဆက်တစ်ခုကဒီ2016ပဲဖြစ်နေမယ်ဆိုရင်2016 2014ဒီ version အနှိပ်ဖြစ်နေမယ်ဆိုရင်ဒီ2018 file သူဖွင့်လို့မရဘူးအားကြောင့်ကိုကအရင်ဆုံးကိုမှဆက်နှလုံးရှိတယ်ဥပမာဒီအိမ်နဲ့ယုံနဲ့ဆိုရင်2018ကိုအိမ်မှာတုံးတယ်ယုံမှာ2016နဲ့တုံးတယ်ဆိုရင်အိမ်မှာကိုကတိမ့်တဲ့ခါကျရင် version နှိပ်ပြီးစိတ်သွားရဥပမာ2013လောက်တိမ့်ထားမယ်ဆိုရင်ကိုရဲ့ဒီနောက်တစ်လုံးနဲ့ပြန်ဖွင့်လိုက်ရတယ်ကိုက version အမြင့်နဲ့တိမ့်ထားပြီးတော့နောက်ဆက်တစ်လုံးကသူက version နှိပ်နေမှာဆိုရင်သူပြန်ဖွင့်လို့ရမှာမဟုတ်ဘူးအဲဒါကြောင့်တိမ့်တဲ့ခါကျရင်လေကိုကဒီကိုရဲ့ဒီ2018နဲ့တိမ့်မလားเนาะအဲ့ဒါအသေးစိတ်ပြန်ကြည့်ရမယ်ကိုက save လို့လုပ်လိုက်ပြီးတော့နောက်ဆက်တစ်လုံးမှာဖွင့်လို့မရရင်လည်းအဆင်မပြေဘူးလောလောဆယ်2018နဲ့တိမ့်မယ်ဒါဆိုရင်
save ဆိုတော့ save လို့နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒါဆိုရင်ဒီတပူကြီးဆိုပြီးတော့တိမ်သွားမယ်ဒါဆိုရင်ဒီ file လောလောဆယ်တစ်ချက်ပိတ်လိုက်မယ်ပိတ်ပြီးရင်လည်းပြန်ဖွင့်ချင်ဒါဆိုရင်ဒီအပြင်မှာခုနတိမ်လာတာဒီအောက်မှာ1ဆိုပြီးတော့တိမ်လာတယ်ဒါဆိုရင်သူ့ကိုတစ်ချက် double click နဲ့ဖွင့်လိုက်လို့လည်းရတယ်ဒါဆိုရင်ဖွင့်လိုက်မယ်ဆိုရင်ကိုခုနဆွဲထားတဲ့ပုံလေးတိုင်းပြန်ရလာလိမ့်မယ်